CCTV တာပေါ့နော် CCTV တာကကျွန်တော်တို့ဒီကိုသတ်မှတ်ထားတဲ့အချိန်ကာလမရောက်ခင်မှာဒီလိုမျိုးလေးတည်ထားတယ်ဗျာဖျောင်းနိုင်ရောင်စုံ17တိုင်ဒီတောက်တော်ကြီး17ခွက်ပေါ့နော်အလဲမှာအမွေးတိုင်17တိုင်ပေါ့နော်အဲ့မှာအရေးကြီးတာကကျွန်တော်တို့ဒီဖျောင်းနိုင်တွေကိုဖင်ရနေပြီးတော့မီးမရှိပါဘူးဒီလိုပေါ့ဖျောင်းနိုင်အတစ်သက်နဲ့ဟိုဖျောင်းဆက်ချရတာပေါ့နော်ဖျောင်းဆက်ချမယ်ချပြီးတော့မှဖျောင်းနိုင်ကိုစိုက်မယ်အဲ့ဒါကအစီရင်ဖျောင်းနိုင်တိုင်းကိုကျွန်တော်တို့အိမ်ဒီမှာလို့ဒီအနောက်ဘက်ကိုမီးရှို့ပြီးဒီလိုမျိုးမစိုက်ကောင်နော်ဒါအရေးကြီးတယ်ပေါ့နော်အဲ့တော့ပေးတဲ့ခါကျတော့ပြနော်ပေးတဲ့ခါကျတော့ဘောကဆက်ဆက်တန်တရားအဆက်ဆက်မှာကျွန်ုပ်နဲ့ဆွေဆက်မျိုးဆက်ပဋ္ဌာန်းဆက်ပါရမီဆက်တိုက်ဆက်နတ်ဆက်ဓာတ်ဆက်အသွေးဆက်အသားဆက်အကြောင်းဆက်အကျိုးဆက်တော်ဆက်နွယ်ဆက်ခဲ့ဘူးကြကုန်သောဆွေတော်8000မျိုးတော်အပေါင်းတို့နှင့်တကဝကျွန်ုပ်အားအစဉ်မပြတ်စောက်ရှောက်လျက်ကူညီလျက်မဆလျက်ရှိကြကုန်သောမြင်အပ်သောမမြင်အပ်သောကျေးဇူးရှင်အပေါင်းတို့သည်ကြွရောက်တော်မူကြပါကုန်လော့ကြားကြမြင်ကြသိကြပြီးသည့်နောက်တွင်ကြွရောက်တော်မူကြပါကုန်လော့မကြာသောအချိန်ကာလတွင်သင်တို့အလုံးစုံတို့ဤကိုစားမြတ်စွာဘုရားရှင်ပွင့်တော်မူပြီးကြကုန်သောမြတ်စွာဘုရားရှင်အပေါင်းတို့ဟာရည်စူးရည်မှန်း၍နန္တာတိုင်17တိုင်စီမီ17တိုင်နှင့်တကောတောက်တော်ရည်ကြီးများကိုလှူဒန်းပေးခြင်းပဋ္ဌာန်းဒေသနာတော်အကျဉ်းအား17ခေါက်ရွတ်ပတ်တရစေပူဇော်ခြင်းမေတ္တာတုတ်ကိုသူခံဒုတိယအပိုက်မှစ၍17ခေါက်ရွတ်ဖတ်တရစေခြင်းတို့ကိုပြုလုပ်၍အမြတမ်းကိုလည်းပေးမြလှူဒန်းမည်ဖြစ်ပါသောကြောင့်ယခုပင်ဖိတ်ထားသောဘဝဆက်ဆက်တန်ရာဆက်ဆက်မှဆွေမျိုးတတိုက်နဲ့တကဝကျေးဇူးရှင်အပေါင်းတို့သည်ကြွရောက်ပါကြပါကုန်လော့ကြားကြပါကုန်လော့မြင်ကြပါကုန်လော့သိကြပါကုန်လော့ကြားကြမြင်ကြသိကြပြီးသည့်နောက်တွင်အလူကံတာရုအနုမောဒနာခေါ်ဆိုရန်အလုံးကကြွရောက်ကြပါကုန်လော့ဒါတဆင့်ပေါ့နော်အဲ့တော့ဖျောင်းနိုင်မီးဒီအယုံဆုံးအလဲမှာပေါ့အမွှေးတိုင်တဲပြီးသွားဆိုတော့ဖျောင်းနိုင်မီးလိုက်တူတာပေါ့နော်တူပြီးတော့ခါကြတော့ဘုံတော်နန္ဒကံတော်နန္ဒဉာဏ်တော်နန္ဒစัจ java လာကဘာမြေမှုဖြန့်ပြန်ကျိုးမြတကိုးတော်နန္ဒမေတ္တာတော်နန္ဒကရုဏာတော်နန္ဒခန္ဒီပါရမီတော်နန္ဒသစ္စာတော်နန္ဒတို့နဲ့ပြည့်စုံတော်မူသောဝိပါတိသိကိဝေသမောကကုတံကောနာဂုံကတ္တဗဂောရမခန္ဓာစုကုန်သောမြတ်စွာဘုရားရှင်အပေါင်းတို့နှင့်တကဝနှစ်ကျိရှိစုကုန်သောမြတ်စွာဘုရားရှင်အပေါင်းတို့သည်၎င်းဂင်္ဂံဝါလိုတဲစုမကပွင့်တော်မူပြီးကြကုန်သောအနန္တအသင်္ချေမြတ်စွာဘုရားရှင်အလုံးစုံတို့အားရည်စူးရည်မှန်း၍သဗ္ဗေတော်သည်ယခုပင်ဖိတ်ထားသောသဗ္ဗေတော်နှင့်ဘဝဇဇတန်ရာဇဇမှာဇွေဇမျိုးဇပရဇပါရမီဇတိုက်ဇနတ်ဇဓာတ်ဇအသွေးဇအသားဇအကြောင်းဇကျိုးဇဒေါဇနွယ်စခေပူကြကုန်သောဇွေတော်8000မျိုးတော်အပေါင်းတို့နှင့်တကဝသဗ္ဗေတော်အစဉ်မပြတ်ဆောက်ရှောက်လျက်မဆာလျက်ဂုဏ်ကြီးလျက်ရှိကြကုန်သောယေရှုရှင်အပေါင်းတို့ဤကိုယ်စားလူဒန်းပေးပါ၏ဖရာကြွားရောက်၍အလူခံတော်မူပါဖရာကြွားရောက်၍အလူခံတော်မူပါဖရာကြွားရောက်၍အလူခံတော်မူပါဖရာလင်မန်းလေးကိုကင်ပြီးတော့မြတ်စွာဘုရားရှင်အလုံးစုံတို့အားယေရှုယီမှန်း၍မပြီးတော့ကတ်လိုက်မယ်နော်ကတ်လိုက်မယ်အဲ့လိုကပ်ပြီးွားပြီဆိုတာ ਨੇ ကျွန်တော်ကသူကအဋိဋ္ဌံပြုထားတဲ့အတိုင်းဟေတုပစ္စယောအာရမဏပစ္စယောအဓိပတိပစ္စယောနန္ဒရပစ္စယောတမန္တရပစ္စယောသာဇာတာပစ္စယောအညမညပစ္စယောနေတယပစ္စယောဥပါနေတယပစ္စယောမောရိသနာပစ္စယောပိဇာဇာတာပစ္စယောအတိဝနာပစ္စယောကာမပစ္စယောဝိဘာဂပစ္စယောအာရပစ္စယောအိန္ဒြိယပစ္စယောဇာနာပစ္စယောမဂ္ဂပစ္စယောဓမ္မယုဒ္ဓပစ္စယောဝိပယုဒ္ဓပစ္စယောအတ္တိပစ္စယောနတ္တိပစ္စယောဝိကတပစ္စယောအဝိကတပစ္စယောဟောတိဒါဆိုတစ်ခေါက်ပေါ့နော်17ခေါက်ရွတ်မယ်ပြီးရင်ကျွန်တော်တို့ကမေတ္တာတုတ်ကိုယတနုကိုပယ်ပြီးတော့ဒုက္ခံနေစပြီးတော့ဗောဒုက္ခံပေါ့ယတနုကြဘလူးသေးရပါညာကိုယ်ကိုစောက်ရှောက်မဲ့ပုံကိုယ်တွေကဘလူးတွေလားသေးရဲတွေလားဘာမှမသိရဘူးလေအားကြောင့်မို့ကျွန်တော်တို့ယတနုကိုပယ်ပြီးတော့ဒုက္ခံနေစပြီးတော့17ခေါက်ထပ်ရတာဗောနော်ပြီးရင်အမြတမ်းဝေမယ်အမြတမ်းဝေပြီးွားပြီဆိုတာ ਨੇ ကျွန်တော်တို့ကကိုလိုချင်တာဗောနော်မိမိ
အတိတ်ဘဝကပေါ့နော်ဆွေဆက်မျိုးဆက်တွေနဲ့ကူညီတဲ့လူတွေနဲ့မြင်နိုင်တွေ့နိုင်ဟိုပြောနိုင်ဆိုနိုင်တဲ့ပုံကိုဖြစ်ရပါလို့ဤဆိုပြီးတော့ဆူတောင်းမယ်ဆိုအကြဆက်မြင်ဆက်ရတာပေါ့နော်ဒါမှစီးပွားရေးနဲ့ပတ်သက်၍ကျမ်းမာရေးနဲ့ပတ်သက်၍နော်အကူအညီအမျိုးမျိုးတောင်းလို့ရတာပေါ့နော်အဲ့ဒါရေးစီတီတူတဲ့နီးပါဗျာဒါကျွန်တော်ကတော့အကျိုးတရားတော့ထိုက်တဲ့လောက်တော့ခံစားရပါတယ်ဒါအဋိဌံ17ရက်ဒီနေ့9ရက်ပေါ့နော်ဒိဋ္ဌံ17ရက်ပြီးတဲ့နေ့ကြတော့ဘယ်နှစ်ရက်နေ့မှာဘာတွေကြုံနေဆိုတာတော့ကျွန်တော်ကနည်းနည်း reply လေးပြန်ပြီးပါပေါ့နော်ကဲကိုနေသားသမီးကျမ်းမှာချမ်းသာပါစေ